တင်းချိုင်းမှာလူသေးတွေပဲရှိတယ်လူသေးတွေကခင်ဗျားတို့ဘာမှဒုက္ခမပေးနိုင်လူရှင်တွေကမှဒုက္ခပေးတယ်အဲ့တော့ခင်ဗျားကြောက်စရာကြီးလူသေးမကြောက်လူအရှင်တွေကိုကြောက်ဒုက္ခပဲကားဘိန်းပေါက်သွားပြီ အဲ့ဒါကြောင့်ရှင့်ကိုပြောတာပေါ့ဒီလကမထပ်ပါနဲ့လို့ ပြဿနာပဲကွာကားထောက်ဖို့ကြိုက်တာလည်းပါမလား ဩကြိုက်မှာပါလေတုံးတစ်ခုခုရှာပြီးတော့ခုလိုက်ပြီးတာဗျာ ပူညီနိုင်ပူညီစမ်းမအောင်ဟောဒါနဲ့နောင်ကြီးကဘဲရလဲ ကျုပ်ကဒီတင်းချိုင်းဆောင်တနည်းတော့သူ့ဘာရာစားပေါ့ သူ့ဘာရစား အမေသူ့ဘာရာစားလို့ပြောတာနဲ့ကိုမျက်နှာကမတတိတလူပါလို့ရှုံသွားပြီဒီမှာမသိမှတ်တာသူ့ဘာဆိုတာကောင်းသောရာစားဆိုတာဘယင်သူ့ဘာရာစားကောင်းသောဘယင်လို့အတိတ်ပဲရတယ်နည်းနည်းရမှတ်လို့ကဲပြောနေကြတယ်ဗျာကခုကိုတုံးလေးပါလာခဲရကြည့်ဝါရှာ နေသားမဟုတ်ဟိုကျမနေဘူးထဲမှာတယောက်တည်းနေခဲ့ရမှာလားလို့ နေဘူးထဲမှာမနေချင်းဟိုးမဇရကလေးရှိအဲ့မှာသွားနာကြည့်လေးလေးတဖြူဖြူနဲ့ဟမ်အေးလူအိတ်ချင်တပါဆိုလေတင်ပြူးလေးခင်းပြီးအိတ်လိုက် တင်ညစရာမှာအိတ်စရာလား ဟာအိတ်တယ်ဆိုတာတူတူပဲအိတ်တယ်ဆိုတာပတ်စံမကုန်းတဲ့ဈေးခါနီး မအိတ်ချင်လဲခဏသွားထိုင်းနေကွာဒီမှာနေရပူပူနေ ဟမ်မနေချင်ပါဘူးကြောက်စရာကြီး ဟမ်ဘာကြောက်เสียရှိလဲတင်းချိုင်းမှာလူသေးတွေပဲရှိတယ်လူသေးတွေကခင်ဗျားတို့ဘာမှဒုက္ခမပေးနိုင်လူရှင်တွေကမှဒုက္ခပေးတယ်အဲ့တော့ခင်ဗျားကြောက်เสียကြီးလူသေးမကြောက်လူအရှင်တွေကိုကြောက် ကဲပါတုံးရှာမယ်ဆိုလဲမြန်မြန်သွားရှာပါဒီလမ်းကလာမိတာကို၅ပါးကိုမောက်တယ်အိမ်ရောက်မှတေရောကမောနဲ့ခေါင်းငိုးလျှော်ပြစ်အောင်မယ်ဒီလောက်ကြက်တရေရုပ်တဲ့နေရာမှာလာပြီးကားပိန်ပေါက်ရတယ် တင်းချိုင်းဆိုတာကြက်တီရုပ်တဲ့နေရာမဟုတ်ပါဘူးတင်းချိုင်းဆိုတာကိစ္စအလုံးပြီးစီးခြင်းလို့အဓိပ္ပာယ်ရှာဘဝအငုံနဲ့စတယ်အငုံနဲ့ဆုံးဒီနေရာမှာကိစ္စအလုံးပြီးသွားဒါအမှန်တန်ကြက်တီရှိတဲ့နေရာကျုပ်တို့လိုသူ့ဘရာဇာတွေမရှိရင်အဲ့ဒီလူသေးတွေကိုဘယ်သူမြုပ်မလဲတင်းချိုင်းဆိုတာမရှိရင်အဲ့ဒီလူသေးတွေဘယ်မှာသွားမြုပ်မလဲသူ့ဘရာဇာတွေမရှိတင်းချိုင်းဆိုတာမရှိမှအဲ့ဒီလူသေးတွေမြုပ်ဖို့အခက်အခဲတွေဖြစ်ကုန်ရောအဲ့လိုအခက်အခဲဖြစ်မှကြက်တီတွေရုပ်ကုန်တာလာတုတ်သွားရှာ ကြီးကျယ်တာ လူဆိုတာသူ့နေရာနဲ့သူတော့ကြီးကျယ်နေကြတာကြီးပဲတင်းချိုင်းဆိုတာသူ့ဘရာဇာတွေရဲ့နေရာဆိုတော့နည်းနည်းတော့ကြီးကျယ်မယ် ငါလာပြီမရခဏလေးအော်ဒီဖေးနေလာလာလာငါလည်းဒူဖေးဦးလေးကြည့်မယ်ဟာခေးအတမရှိတော့ဘူးဟုတ်တယ် တနာပါတယ်တနာလို့ဖြားပြီးလိုက်တာတာတာရီဒီလာမမေးကြလေးမိုက်တရီမမေးကြပါတာ ဒီလာပါ မနေကြမမေးလိုက်တယ် ဒီလူနိုင်ကွက်လိုက်လို့ဟုတ်တယ်ဖေးမပြောမှာတော့အားနာတယ်ကွာဦးလေးတို့အချိန်နဲ့သွားမှာဆိုတော့ဒီကလေးတဲ့ကြိုးဖို့ကိစ္စဘယ်လိုလုပ်မလဲမလုပ်နဲ့ ကလေးလုံးကားပေါ်ပြန်တင်သွားလို့ပဲဖြစ်မလဲကြရန်ကုန်မှာခမ ्या အမေအသေးအတန်ဖြစ်နေမလားကိုကြတပူပေါ်နှစ်ပူဆင့်ဖြစ်နေဦး ဟောကလေးကစုံသွားပြီလေ ဟုတ်တယ်ဗျာ အဲ့ဒါဆိုကျုပ်ပဲကြူလိုက်တယ်ကျုပ်ကဒီတင်းညံကောင်း ဆယ်ပြတာဟုတ်လားကျွန်တော်တို့ဒီကြိုသိပေးပါမယ်ကိုရကျိုး ကောင်းပါပြီကောင်းပါပြီ ကျမလေးဟိုဒီဆက်ရုံလေးကိုတားလေးနောင်ရည်တမထူပဲတင်ရတာ
အခုအဲ့ဒီဆင်းညိုလေးကိုတားနေရတဲ့ကျိုးစိတ်အတွက်သုံးပေးပါကိုကြီး ။ဟိုကျင်းတူပြီးမြေကြီးတဲ့မြင့်တဲ့ကိစ္စအကျယ်မကျယ်ပတ်စံဆိုတာမလို့ပါဘူး ဟိုပျောက်စီးနေပါလေကျွေးဖို့ရှိသေးတယ်ဗျာယူထားလိုက် ကဲအချင်းကြီးသွားကြမယ် ငါတူမကြီးလား လာလာ တားနေကိုလေပြပြခေါ်သွားလို့မရတော့ထားခဲ့ရလားပြပြကြောက်တဲ့ပြန်ခဲ့ကြတော့တားရ မင်းလည်းဒီညဖြစ်တယ်လို့တော့နေတော့ငါလည်းရင်းနှီးချမ်းကောင်းပြီးဓမ္မပဒံကိုမွေ့ကြိုလိုက်အောင်လေ ဒီလေးကမပြေဘူး